ကျွန်တော်တို့မြန်မာပြည်မှာလူတိုင်းချမ်းသာကြင်ကြတယ်အထူးသဖြင့်ဒီနေ့လိုခေတ်ကြကြီးတဲ့မှာပတ်စံပို့လို့ချင်တာမဆန်းပါဘူးဒါပေမဲ့ပြဿနာကလူအများစုကချမ်းသာဖို့အတွက်အချိန်ယူရမယ်ပင်ပန်းရမယ်စီကန်းရှိရမယ်ဆိုတဲ့အမှန်တရားကိုမကြိုက်ကြပါဘူးသူတို့လိုချင်ကအခုချက်ချင်းအခုမြန်ချက်ချင်းမြန်ဆန်ဆန်ချမ်းသာဖို့ပဲအခုရရင်တူအခုရကြည်တော့ဖို့ပဲစဉ်းစားကြတာပါလုံနေကြတာပါဒါကြောင့်ပဲလူတော်တော်များများက short ကဖြတ်လန်းနည်းကိုလိုက်ရှာနေကြတော့တယ်ထီထိုးမယ် online လောင်းကစားကိန်းတွေကစားမယ်တစ်လကိုအတူ30ရာခိုင်နှုန်းပေးမယ်ဆိုရငွေ2ဆအတူဒါရီနောက်ကိုလိုက်မယ်ဘာမှမသိတဲ့ investment လေဝေတွေတဲ့ကိုပတ်စံပုံအောပစ်ကြမယ်သူတို့ထင်နေရတာထွက်ပေါက်လို့ထင်ကြတယ်ဒါပေမဲ့သေချာစဉ်းစားကြည့်ပါဒီလိုဖြက်လန်းနည်းတွေနောက်လိုက်လို့တကယ်ရေရှည်ချမ်းသာသွားတဲ့သူမိတ်ဆွေပတ်ဝန်းကျင်မှာဘယ်နည်းရောက်တွေ့ခဲ့ဘူးလဲအဖြေကမရှိသလောက်ပဲလို့ကျွန်တော်ကတော့ထင်ပါတယ်ဒီလိုလူလိမ်လည်မှုတွေလောင်းကစားတွေထဲမှာမိတ်ဆွေရဲ့နောက်ဆုံးလက်ကျန်ပတ်စံတွေဆုံးရှုံးသွားတာတဲ့မိတ်ဆွေဘဝမှာအမှန်တကယ်ကြော်ဝချမ်းသာမှုတည်ဆောက်နိုင်မဲ့နှစ်တွေစက္ကန့်နဲ့အမျှအချိန်နဲ့အမျှဆုံးရှုံးသွားတာကအစာပေါင်းများစွာပို့ပြီးနာကျင်ဖို့ကောင်းပါတယ်ဘာလို့လူတွေဒီလောက်အသိဉာဏ်ရှိပါလေနဲ့ဒီလူထောင်ချောက်တွေတဲ့ကျွန်တော်တို့တိုးဝင်နေကြတာလေဒါကကျွန်တော်တို့အုံနောက်ရဲ့လူတွေရဲ့အုံနောက်ရဲ့ဇီဝကံမပေးတာအားနည်းချက်အကြောင်းဖြစ်ပါတယ်ကျွန်တော်ရဲ့အုံနောက်ကရေရှည်မှာရမယ်ချမ်းသာမှုတဲ့မျက်စိရှိမှချက်ချင်းမြင်ရတဲ့ချမ်းသာမှုကိုပို့ပြီးမမောတတ်အောင်ဒီဇိုင်းဆွဲခံထားရပါတယ်ဒီနေ့ချက်ချင်းမိတ်ဆွေလက်ထက်မှာတသိန်းဝင်လာတာကိုမြင်ရတဲ့ခံစားချက်ကနောက်10နှစ်ကြာမှအသိန်း1000ရနိုင်မယ်စနစ်တကျရင်းနှီးမြှုပ်နှံမှုထက်ပိုပြီးဆွတ်ဆောင်မှုရှိနေတယ်လို့ခံစားရတတ်ပါတယ်ဒီချက်ချင်းရခြင်းတဲ့စိတ်ပညာအားနည်းချက်ကိုပဲမန်နီဂိမ်းကစားသူတွေကကောင်းကောင်းအသုံးချပြီးမိတ်ဆွေကိုထောင်ချောက်ဆင်နေကြတာပါအမှန်တရားကိုကျွန်တော်ပွင့်ဝင်လင်းပြောပြစေအစစ်အမှန်ကြိုးဝါချမ်းသာမှုဆိုတာဘယ်တော့မှတညာတဲ့နဲ့ဖြစ်မလာပါဘူးကြိုးဝါချမ်းသာမှုဆိုတာအချိန်စည်းကမ်းနဲ့စနစ်တို့ပေါင်းစပ်မှသာချမ်းသာမှုကိုဖြစ်လာစေမှာဖြစ်ပါတယ်တာမန်ဝန်ထမ်းဘဝအောက်အခြေခံဘဝကနေစပြီးငွေကြေးလွတ်လပ်ခွင့်ရအောင်တိစောက်ခဲ့တဲ့သူတွေရဲ့လှုပ်ဝက်ချက်ကဒါပါပဲအရင်ဆုံးကိုဝင်ငွေတိုးစေမဲ့ scale တွေကိုတိစောက်ရတယ်အဲ့ scale ကနေအင်ကန်းတွေတိုးလာမယ်တိုးလာတဲ့ဝင်ငွေကိုဖြတ်လန်းနည်းတွေနဲ့မထည့်ပဲကောင်းကောင်းစီမံခန့်ခွဲတဲ့အခါအဲ့ scale ကနေအင်ကန်းဝင်ငွေတိုးလာမယ်တိုးလာတဲ့ဝင်ငွေကိုဖြတ်လန်းနည်းတွေနဲ့မထည့်ပဲကောင်းကောင်းစီမံခန့်ခွဲတဲ့အခါဝင်ငွေစီးဆင်းမှုတွေဖြစ်လာမယ်အဲ့ဒီ cash flow ကိုမှတန်ဖိုးတည်မြဲပြီးတိုးပွားပေးမဲ့ asset ပိုင်ဆိုင်မှုတွေအဖြစ်အချိန်ယူပြောင်းလဲပြရပါမယ်ကျွန်တော်တိုးလာတဲ့ဝင်ငွေကနေ asset တွေအဖြစ်တိုးပွားပေးမဲ့ပတ်စံအဖြစ်တိုးပွားပေးမဲ့ပိုင်ဆိုင်မှုတွေကိုကျွန်တော်တို့ဒီဝင်ငွေကနေတဆင့်အချိန်ယူပြောင်းလဲပြရမယ်ဒါကမှတကယ်ချမ်းသာတဲ့သူတွေသုံးတဲ့မပြတ်မကွက်စနစ်ပဲဖြစ်ပါတယ်ဒီနေ့ငွေကြေးလောကရဲ့အနေအရကနေရုံးထွက်ပြီးကိုယ်ပိုင်ချမ်းသာမှု system ကိုလက်တွေ့ဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုကျွန်တော်တို့လေ့လာသုံးသပ်သွားကြမယ်ဒီဗီဒီယိုမပြည့်မချင်းမိတ်ဆွေကိုငွေခွန်းလေးတစ်ခုကိုယ်တိုင်အမြဲတမ်းမေးကြည့်ပါငါဒီနေ့လုပ်နေတဲ့အရာသုံးနေတဲ့ပတ်စံကငါ့ကိုရေရှည်ချမ်းသာလာအောင်ကူညီပေးနေရလားဒါမှမဟုတ်ရင်ခဏတာပျော်ရွှင်မှုအတူရောင်တွေပဲငွေတွေကုန်နေရလားဒီအဖြစ်ကိုရှာဖွေဖို့နောက်ထပ်ဗီဒီယိုကိုပြီးအောင်ဆုံးထိကြည့်ပေးပါအားလုံးစားပြီးနားထောင်ပေးပါမြန်မာပြည်မှာခေတ်အဆက်ဆက်ငွေလွယ်ရမယ်ဆိုတဲ့ပုံစံမျိုးစုံရှိခဲ့မှုပါတယ် online crypto လေးဝေးတွေ after ပတ်စံထည့်ထားရင်နေရအတူပေးရဆိုတဲ့ပုံစံစနစ်လိမ်လည်မှုတွေ online slot တွေသူတို့သုံးလို့ရှိတဲ့စကားလုံးတွေကအတူတူပါပဲဘာမှလုပ်စရာမလိုဘူးပတ်စံထည့်ထားရုံနဲ့တစ်လကိုဘယ်လောက်ရမယ်အရင်မြန်ကြည့်မယ်ဒါမျိုးတွေပါစီးပွားရေးကြက်တဲနေတဲ့လူငယ်တွေကတော့မြန်ချမ်းသာမယ်နီးလန်းလို့အလုံးမလို့ပဲချမ်းသာမယ်နီးလန်းလို့ဒါဒီလိုစကားလုံးတွေနဲ့လူငယ်တွေမိတ်ဆွေတွေကိုသိမ်းသွင်းပြီးကမှသူတို့ကဒီလိုထောင်ချောက်တွေနဲ့ဟိုဆွဲသွင်းပါလိမ့်မယ်လူတွေကဖြက်လန်းနည်းတွေထဲမှာပတ်စံ9သိန်း10သိန်းရှုံးသွားရင်ကံမကောင်းလို့ဆိုပြီးအလွယ်တကူသဘောထားတတ်ကြတယ်ဒါကတကယ်ဆုံးရှုံးမှုကပတ်စံမဟုတ်ပါဘူးဒီလိုလွယ်ရမယ့်အရာတွေနောက်ကိုနေမနာညာမနာလိုက်ရှာရင်ကုန်ဆုံးသွားတဲ့မိတ်ဆွေရဲ့အသက်အရွယ်ကိုယ့်ရဲ့စွမ်းရည်နဲ့တကယ် risk လက်တွေအသုံးချလို့ရမယ်ကျွမ်းကျင်မှုတွေကိုလေ့လာရမယ်အချိန်တွေဆုံးရှုံးသွားတာဖြစ်ပါတယ်အဲ့ဆုံးသွားတဲ့3နှစ်5နှစ်ဆိုတဲ့အချိန်ကမိတ်ဆွေဘဝကိုတစ်သက်လုံးဆင်းရဲတဲ့ပိတ်မိသွားစေနိုင်ဖို့လုံလောက်တဲ့သက်ရောက်မှုဖြစ်ပါတယ်အမားတွေကနေသင်ခန်းစာယူပါဒီနေရာမှာလက်တွေ့ကျတဲ့လူငယ်တယောက်ဇလန်းကိုပြောပြချင်ပါတယ်သူကတော့ကိုလွင်ဖြစ်ပါတယ်ကိုလင်ကအလွန်ခဲ့တဲ့9နှစ်ကတာမန်ရုံးဝန်ထမ်းတဦးဖြစ်ပါတယ်စီးပွားရေးကြက်တဲမှုကြောင့်သူက online ကနေငွေလွယ်ရမယ့်ဂိမ်းတွေအတူကြီးပေးတဲ့အဖွဲ့တွေကိုပတ်စံတွေအကုန်ပုံအော့ပြီးဘဝပြစ်ခဲ့မှုပါတယ်အဲ့ဒီလိုဘဝပြစ်သွားတဲ့အချိန်ကြာမှသူသဘောပေါက်လိုက်တာကငွေရှာတာကကံတရားမဟုတ်ဘူးအဲ့ဒီဟာ
ဒါကစနစ်တစ်ခုတိဆောက်ခြင်းသာဖြစ်တယ်ဆိုတဲ့အမှန်တရားပါပဲသူကဖြတ်လန်းနည်းတွေကိုအပြီးတိုင်ကြောခိုင်းပြီးစီးပွားရေးနဲ့ငွေကြေးစီမံခန့်ခွဲမှုတွေကိုအခြေခံကနေစာပြီးပြန်လေ့လာခဲ့ပါတယ်ကိုလွင်ကတညာတဲ့နဲ့အောင်မြင်မှုမကြိုးစားတော့ပဲရေရှည်ခိုင်မာမဲ့ကိုပိုင်ဝန်ဆောင်မှုလုပ်ငန်းငယ်လေးတစ်ခုကိုစတင်ခဲ့တယ်အမြန်ငွေရမယ့်ကိစ္စတွေကိုကြောခိုင်းပြီးရေရှည်ခိုင်မာမဲ့အခြေခံအဆောက်အအုံစနစ်နဲ့လူတွေရဲ့ယုံကြည်မှု trust ကိုစနစ်တကျတိဆောက်ခဲ့ရတာပါငွေကြေးကူးလူတွေပြောသလိုပတ်စံကိုအိပ်ပျော်နေရင်ရှာပါဆိုတာအစာပိုင်းမှာနေမအိမ်ညမအိမ်စနစ်တစ်ခုကိုတွေးချွေးတွေနဲ့ယင်းပြီးတိဆောက်ခဲ့ရမှန်းလူအများစုမသိကြပါဘူးမိတ်ဆွေမှာ system မရှိရင်ကိုကပတ်စံရဲ့ကျုံးပဲဖြစ်နေပါလိမ့်မယ်ဒါဆိုရင်စိတ်ကူးရင်အိမ်မက်တွေကနေနှိုးထားလိုက်ပါတကယ်စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုလမ်းစဉ်ကိုကျွန်တော်နှိုင်းယှဉ်ကြည့်ရအောင်အိမ်မက်နဲ့ကျွန်တော်လက်တွေမှာဖြက်လန်းသမားတွေကဘလို့တွေးလဲဆိုရင်ငွေ9သိန်းကိုလောင်းကစားတဲ့ထည့်ရင်တညာတဲ့နဲ့350ဖြစ်နိုင်တယ်တကယ်လက်တွေအကောင့်ထဲပေါ်တဲ့သူတွေစနစ်ကိုအသုံးချနေတဲ့လူတွေချမ်းသာကြွယ်ဝမှုစနစ်ကိုစဉ်းစားနေတဲ့လူလောက်ကင်နေတဲ့လူတွေကငွေ9သိန်းကိုစကေးနဲ့ထည့်လို့ရှိရင်တစ်သက်လုံး35000ရှာပေးမယ်အရေးချင်းရမယ်ဖြက်လန်းသမားတွေကငွေရှိရင်လူရောတိုးအောင်ဈေးကြီးတာတွေချက်ချင်းဝယ်မယ်ဝတ်ပြမယ်စားပြမယ်တကယ်လက်တွေစနစ်ကိုအသုံးချပြီးချမ်းသာအောင်တိစောက်နေတဲ့လူတွေကတော့ငွေရှိရင်မျက်စိနဲ့မမြင်ရတဲ့ငွေကြွေးလွတ်လပ်ခွင့်ဒါတွေကိုအရင်ဆုံးဝယ်ရမယ်ဒီလိုတွေးကြပါတယ်လီနန်ဓာတ်ထိချမ်းသာတဲ့သူတွေကပတ်စံကိုအမြဲတမ်းပြီးရှာနေတာမဟုတ်ပါဘူးသူတို့ကပတ်စံကိုအလိုလျောက်စီးဝင်လာမဲ့ချမ်းသာကြွယ်ဝမှုစနစ်ကိုတိစောက်နေကြတာဖြစ်ပါတယ်မြန်မာပြည်မှာတာမန်ဘဝကနေရေရှည်ချမ်းသာခြင်းရင်ဒီစီမင်းသုံးခုကိုမြန်မာပြည်မှာတာမန်ဘဝကနေရေရှည်ချမ်းသာဖို့ဆိုရင်ဒီစီမင်းသုံးခုကိုမှတ်သားထားပါနံပါတ်1အရင်ဆုံး scale တိစောက်ပါလူတွေကဝင်ငွေနဲ့နေသေးတဲ့အချိန်မှာဘယ်မှာရင်းနှီးမြှုပ်နှံရမလဲလို့လိုက်မေးတတ်ကြပါတယ်ကျွန်တော်တို့အုံနောက်ထဲမှာအရင်ဆုံးရင်းနှီးမြှုပ်နှံမှာဒီတစ်လ3သိန်းမရတဲ့သူကဘာရင်းနှီးမြှုပ်နှံမှုမှလုပ်เสียမလို့သေးပါဘူးမိတ်ဆွေရဲ့အုံနောက်ထဲမှာပဲရင်းနှီးမြှုပ်နှံမှုလုပ်ရပါမယ်ကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်ပေးနိုင်မယ့် high income scale တွေကိုအရင်သိယူပါမိတ်ဆွေကကဘာပေါ်မှာမြန်မာနိုင်ငံမှာအတိမတ်ပြုတဲ့ကျွမ်းကျင်မှုတွေရှိလာရင်မိတ်ဆွေရဲ့ income ကလည်းအလိုလျောက်တိုးလာပါလိမ့်မယ်နံပါတ်2ဝင်ငွေကိုစနစ်တကျစီမံမှာဝင်ငွေတွေဘလောက်ပဲတိုးလာအသုံးစရိတ်ကိုလိုက်မတိုးပါနဲ့ lifestyle inflation ကိုထိန်းချုပ်ပါဝင်ငွေရလာတဲ့အထက်ကမိတ်ဆွေရဲ့အသက်တွင်ပူရှန်တဲ့ငွေကိုမပြတ်မကွက်ကျန်အောင်စီမံရပါမယ် cash flow မရှိရင်ဝင်ငွေမရှိရင်ငွေစီးဆင်းမှုမရှိရင်မိတ်ဆွေမှာရင်းနှီးမြှုပ်နှံမှုကြီးစံမရှိရနဲ့အတူတူပါပဲဒါကြောင့်မို့လို့အသုံးစရိတ်ကိုဝင်ငွေတိုးလာရင်တော့အသုံးစရိတ်ကိုလိုက်မတိုးပါနဲ့နံပါတ်3 cash flow ကို asset အဖြစ်ပြောင်းပါရလာတဲ့ cash flow တွေဝင်ငွေတွေကိုစားတော့သုံးဖြုံးပြတာမျိုးဒါမှမဟုတ်ဖြက်လန်းနည်းတွေနဲ့ထည့်တာမျိုးလုံးဝမလုပ်ပါနဲ့အချိန်ကြာလာမှသာကိုယ့်ကိုတန်ဖိုးတက်စေမဲ့ရွှေမြေဒါမှမဟုတ် online asset online course တွေ YouTube channel တွေဒါတွေတည်ငြိမ်တဲ့ရုပ်ဝတ္ထုနဲ့ကိုယ်ပိုင်စီးပွားရေးအခြေခံတွေ asset အဖြစ်ပြောင်းလဲပြရပါမယ်ဒီ asset တွေကမှမိစေကိုတစ်သက်လုံးကာကွယ်ပေးမဲ့ကြိုးအားချမ်းသာမှုဖြစ်လာမှာပါလက်ရှိကျွန်တော်တို့မြန်မာစီးပွားရေးကနေအကျက်တဲတွေကနေကျွန်တော်တို့ဘယ်လိုအဆင်ပြေအောင်လုပ်မလဲဘယ်လိုရုံးထွက်မလဲကြံငွေတက်တက်ဖြစ်စူးစောင်းလာလို့ကျွန်တော်တို့ရက်တန်ပါမယ်ဒီနေ့ခေတ်မြန်မာပြည်မှာပတ်စံကိုမြန်မာကြံငွေတက်တက်နဲ့ဘဏ်ထဲမှာပဲနှစ်ရှည်စူးထားလို့ရှိရင်ကိုယ်ပတ်စံကိုနေတိုင်းတန်ဖိုးကြအောင်လုပ်နေရတဲ့အတူတူပါပဲရလာတဲ့ဝင်ငွေကိုတန်ဖိုးမကြမဲ့နိုင်ငံတကာပိုင်ဆိုင်မှုပုံစံတွေဒါမှမဟုတ်ရွှေနဲ့တခြားရုပ်ဝတ္ထုတွေစီချက်ချင်းစနစ်တကျပြောင်းလဲသိမ်းဆည်းရပါမယ်နောက်တစ်ချက်နိုင်ငံတကာဝင်ငွေလမ်းကြောင်းရှာဖွေခြင်းနဲ့ကျွန်တော်ရုံးထွက်နိုင်ပါသေးတယ်မိတ်ဆွေရဲ့ဝင်ငွေလမ်းကြောင်းကိုပြည်တွင်းစီးပွားရေးတစ်ခုတည်းပေါ်ပုံအောင်မထားပါနဲ့အင်တာနက်နည်းပညာတွေကိုသုံးပြီးကမှအင်တာနက်နဲ့နည်းပညာတွေကိုသုံးပြီးနိုင်ငံခြားကုမ္ပဏီတွေ freelance platform တွေကနေသဖြင့်ကမ္ဘာဈေးကွက်စီကိုကိုယ့်ရဲ့ scale တွေကိုရောင်းပြီးဝင်ငွေလမ်းကြောင်းခွဲထားတတ်ဖို့လိုအပ်ပါတယ်အခုကျွန်တော်ပြောခဲ့တဲ့အရာတွေကစာအုပ်ထဲက theory တွေမဟုတ်ပါဘူးလက်တွေ့မြေပြင်မှာအခြေခံကစားပြီးရုပ်ကံလှုပ်ရှားကငွေကြေးလွတ်လပ်ခွင့်ကိုစနစ်တကျအရယူခဲ့ကြတဲ့တာမန်လူတွေရဲ့ငွေကြေးစည်းမျဉ်းတွေပဲဖြစ်ပါတယ်ဖြလန်နည်းတွေနောက်လိုက်ပြီးအချိန်နဲ့ပတ်စံတွေအဆုံးရှုံးမခံပါနဲ့မြန်ချမ်းသာခြင်းနဲ့ဆန္ဒတော့မှန်တယ်ဒါပေမဲ့တစ်သက်လုံးဆင်းရဲမှာပဲဖြစ်ပါတယ်မြန်ချမ်းသာခြင်းလေးဆင်းရဲလေးပဲမိတ်ဆွေပုံဒီကားချက်ပြောလို့ရပါတယ်ဒီနေ့ဒီဗီဒီယိုပြီးမှမိတ်ဆွေကိုနောက်ဆုံးတစ်ခါကိုပြန်ပေးကြည့်ပါငါကလွယ်နဲ့အမြန်ချမ်းသာခြင်းနဲ့အိမ်မဲနောက်ကိုတစ်သက်လုံးလိုက်နေတော့မလားဒါမှမဟုတ်စီကန်းရှိနဲ့ရေရှည်မှာစစ်မှန်တဲ့ချမ်းသာမှုကြွယ်ဝမှုစနစ်ကိုတည်ဆောက်တော့မလားမိတ်ဆွေရဲ့ရွေးချယ်မှုကမိတ်ဆွေရဲ့လက်ထက်မှာပဲရှိပါတယ်ဒီနေ့ကစပြီးလမ်းကြောင်းမှန်ပေါ်ကိုပြန်ရောက်ပါစေ
ချမ်းသာဖို့ကျွန်တော်တို့ဖြတ်လန်းနည်းမရှိပါဘူးစစ်မှန်တဲ့စနစ်ရှိမှသာလေချမ်းသာမှာဖြစ်ပါတယ်ဒီနေ့ကစားပြီးမိတ်ဆွေရဲ့ချမ်းသာကြွယ်ဝမှုလမ်းစဉ်ကိုစတင်တည်ဆောက်လိုက်ပါ